နှစ်ပေါင်း3သူညတိုင်ကျင့်ကြံအားထုတ်ခဲ့တဲ့ငါချင်းမင်းတကောင်ဟာတာတက်သမားတဦးရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပါတယ်တာတက်သမားကငါးကိုတက်တော့မဲ့အချိန်မှာပဲကောင်လေးတစ်ယောက်ကတားဆီးခဲ့ပါတယ်ကောင်လေးဟာထိုငါးလေးကိုကြည့်ပြီးတနာစပြုလာကကဲတင်ခြင်းစိတ်ဖြစ်ပေါ်ခဲ့တာပါတကယ်တော့ဒီကောင်လေးဟာပြင်းထန်တဲ့ယောဂဝေဒနာကိုခံစားနေရပြီးအသက်ရှင်မှုတစ်နှစ်ကျော်ရုံလောက်ပဲအချိန်ကြာမှာတော့တဲ့သူ့ရဲ့မိခင်ကလည်းတားဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်ကောင်လေးကငါးကိုလက်နဲ့ကင်လိုက်တဲ့အချိန်မှာထိုငါးစီကနေရွှေရောင်လင်းနှန်းတွေထွက်ပေါ်နေတာကိုသူသတိမထားမိခဲ့ပါဘူးထို့နောက်ကောင်လေးကငါးကိုရေကန်ထဲလွတ်ပေးလိုက်ပေမဲ့ငါးလေးဟာမထွက်သွားပဲတိုးဆုပ်နေခဲ့ပါတယ်ငါးလေးဟာကောင်လေးအတွက်သူ့ရဲ့ငါးအကြီးခွန်တစ်ခုကိုခြံထားပေးခဲ့ပြီးဒီကျေးဇူးကိုမဖြစ်မနေပြန်ဆက်ပါမယ်လို့တစ္ဆာဆိုခဲ့ပါတယ်တစ်နှစ်အကြာမှာတော့ထိုငါးချင်းမင်းဟာကြင်ကြံမှုအောင်မြင်သွားပြီးလူအသွင်ကိုပြောင်းလဲနိုင်ခဲ့ပါတယ်သူမဟာလွန်ခဲ့တဲ့တစ်နှစ်ကကျေးဇူးရှင်လေးကိုချက်ချင်းလိုက်လံရှာဖွေခဲ့ပေမဲ့ကောင်လေးကတော့အတန်ဖြစ်နေပြီးအချိန်မရွေးအသက်ဆုံးရှုံးနိုင်တဲ့အခြေအနေကိုရောက်နေပါပြီရုတ်တရက်ကောင်လေးရဲ့လက်ဘင်းမှာဆွဲထားတဲ့ငါးအကြီးခွန်လေးကနေအလင်းတွေထွက်ပေါ်လာပါတယ်မင်းကလေးဟာကောင်လေးရှိတဲ့နေရာကိုချက်ချင်းသိရှိသွားပေမဲ့အိမ်ရှိကိုရောက်တဲ့အခါမှာတော့အဆောက်အဦတစုကသူမကိုပိတ်ဆို့ထားကြပါတယ်မင်းကလေးရဲ့လက်ထဲကခီယူတင်းလေးဟာတစ်ဖြက်ဖြက်နဲ့အချက်ပေးနေပြီးဒါဟာကောင်လေးရဲ့အသက်အန္တရာယ်ပုံမိုးဆိုးရင်ရပြီဆိုတာကိုပြသနေတာပါမင်းကလေးဟာသူမရဲ့မော်ဆွမ်းအားကိုအသုံးပြုပြီးအဝင်ဝါကနေရုတ်တရက်ပျောက်ကွရဲသွားတဲ့အတွက်အဆောင်တွေအားလုံးအံ့အားသင့်ကုန်ကြပါတယ်ခဏကြာမှာတော့မင်းကလေးဟာကောင်လေးရဲ့ဘေးနားမှာပေါ်လာပြီးအထိန်တော်ကြီးတိုက်ကျွေးမဲ့စွပ်ပြုတ်ပကံကိုပုတ်ချလိုက်ပါတယ်ဒီစွပ်ပြုတ်ဟာကောင်လေးရဲ့ယောဂကိုပိုဆိုးစေလိမ့်မယ်လို့သူမကပြောလိုက်တဲ့အတွက်အထိန်တော်ကြီးကမကြည်မနှက်ဖြစ်ပြီးသူမကိုအပြင်ထုတ်ဖို့ကြိုးစားပါတယ်ထို့အချိန်မှာမင်းကလေးကကောင်လေးရဲ့မိခင်လက်ကိုဆွဲလိုက်ပြီးသူမဟာလွန်ခဲ့တဲ့တစ်နှစ်ကကောင်လေးကဲခဲ့တဲ့ငါချင်းလေးဖြစ်ကြောင်းနဲ့ကောင်လေးကိုပြန်နိုးလာအောင်လုပ်ပေးနိုင်ကြောင်းပြောပြလိုက်ပါတယ်အမျိုးသမီးကြီးဟာဒီစကားကိုကြားတော့အလွန်အံ့အားသင့်သွားပေမဲ့အထိန်တော်ကြီးကတော့သူမကိုလူလိမ့်လို့ပဲထင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးဟာ9ယောက်ချေကြာပန်းတပွင့်ကိုထုတ်ယူလိုက်ပါတယ်ဆရာဝန်ကတော့ဒါဟာတေခါနီးလူကိုပြန်ရှင်စေနိုင်တဲ့ရှေးဟောင်းတရုတ်ဆေးတစ်ဥတစ်မျိုးဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်မိန်းကလေးဟာသူမရဲ့မော်ဆွမ်းအားကိုအသုံးပြုပြီးကောင်လေးကိုကြာပန်းစားသုံးစေလိုက်တဲ့အခါကောင်လေးရဲ့တကိုယ်လုံးရွှေရောင်လင်းနှန်းတွေဖုံးလွှမ်းသွားပါတယ်ခဏအကြာအာမာတော့ကောင်လေးဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လာနိုင်ခဲ့လို့လူတိုင်းအံ့ဩမင်တက်သွားကြပါတယ်မိခင်ဖြစ်သူကတော့ဝမ်းသာလွန်လို့မျက်ရည်တွေတောင်ကျလာပါတော့တယ်